ခုမင်းတို့အောင်မြင်နေမလားအောင်မြင်နေဆိုရင်အချက်ကို3ချက်ထဲပဲလူတယ်ပိုးရမယ်လူရမယ်တက်ရမယ်အဲ့ဒီအချက်3ချက်ပဲလူတယ် मैं गुल्लू टैक्सी တင်းနဲ့လာတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ရဲ့အတွေ့အကြုံတီးတီးလေးပေါ့ဗျာမေးကြည့်လိုက်တယ်ဘာလဲဆိုလို့ရှိရင်ဝါသနာပါလို့လာတက်တာဒီပညာဒီလုပ်ငန်းနဲ့အောင်မြင်မှတ်ထားပါဝါသနာပါရုံနဲ့မအောင်မြင်ဘူးဒီပညာဒီလုပ်ငန်းကိုယူတော့မှခုကျွန်တော်တို့ယူတော့ပါဆိုတဲ့လူတွေတော့မှနေရာတစ်ခုမရဘူးခုချိန်ကြီးလေးကြိုးစားနေရတော့မယ်ဝါသနာပါလို့လာတက်တယ်ပဲထားအောင်ကျွန်တော်တို့သင်္นานကာလကုန်သွားတဲ့အချိန်သင်္นานကာလမှာကုန်သွားတဲ့ငွေခုခေတ်ခုကာလမှာသိန်း4560ဆိုတာကကျွန်တော်တို့လူအခြေခံလူတန်းစားတွေအတွက်ကကြတော့များပြားတဲ့ပမာဏဖြစ်နေတယ်ဒါတွေကိုမမြင်ဘူးခုမင်းတို့အောင်မြင်နေမလားအောင်မြင်နေဆိုရင်အချက်ကို3ချက်ထဲပဲလူတယ်ပိုးရမယ်လူရမယ်တက်ရမယ်အဲ့ဒီအချက်3ချက်ပဲလူတယ်တစ်မျိုးမတွေးနဲ့နော်မင်းတို့ကိုးကွယ်ရဘာသာအသီးသီးမှာဘာသာအသီးသီးကိုမနဲ့ညအဲ့ဒီနှစ်ချိန်မှာတစ်ချိန်ကိုပုံမှန်ဖျားဝတ်ပြုခိုင်းတယ်ဖျားရှိခိုးငါတို့ကဖျားမှာတပါကိုးကွယ်ရမရှိလေအဲ့ဒါကြောင့်ငါတို့ဖျားကိုးကွယ်ရဖျားရှိခိုးရအဲ့ဒီလူမျိုးကငါတို့လူဘာလို့လွတ်မလဲဆိုငါတို့မအောင်မနဲ့အဲ့ရထားမျက်နှာတစ်ပါပြီဆိုကြတဲ့ကမျက်နှာတစ်ပြီးသွားတိုက်ပြီးကြတဲ့တနေ့ကုန်လုံးလုပ်ငန်းတွေလောက်ရအဲ့ဒီလူမျိုးမှာအားတဲ့ကြအချိန်ကိုလူပြီးငါတို့အတွက်အကျိုးရှိတဲ့စာတွေငါတို့ဖတ်ရမယ်သိလားတက်ရမယ်နောက်ဆုံးတစ်ခုဘာလို့တက်ရမှာလဲဆိုရင်ငါတို့ဒီပညာဒီလုပ်ငန်းကိုဝါသနာပါလို့ဒီပညာဒီလုပ်ငန်းနဲ့ဒီလမ်းကြောင်းပေါ်ရှောက်ချင်လို့အောင်မြင်ခြင်းလို့ကို့အရင်အောင်မြင်နေတဲ့သူတွေကိုအားကြလို့လာတက်တယ်ဆိုလို့ရှိရင်ငါတို့မှာရှိပြီးသားဆွဲပြီးသားတရေတွေကမကောင်းတဲ့အကျင့်စရိုက်တွေကိုငါတို့ကတဖြည်းဖြည်းနဲ့တက်ရမယ်သိတော့အဲ့ဒါကိုပြောချင်တာအကျိုးတစုံတရာရခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ကိုအသေးလေးပြီး comment လေးရေးပြီးသွားပါကျွန်တော်ကိုတော်ထိုက်တပင်းရက်တင်တဲ့ကိုချိုင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်